တရားဓမ္မပေါင်းသူတော်ကောင်းတို့ယနေ့ဆွမ်းစားဖို့ပြင်ဆင်နေတဲ့အချိန်မှာလောဘဒေါသမောဟကိလေသာတွေကိုပယ်ရှင်းပြီးတော့မြတ်သောစားခြင်းဖြင့်သုံးဆောင်ကြအောင်မြတ်စွာဘုရားရှင်ရဲ့သဗ္ဗိဒဉာဏ်ချက်စားရဖြစ်တဲ့နောက်ဆုံးပဋ္ဌာန်းဒေသနာတော်ကြီးဟာဖရာတတဆင်ញင်သုံးသပ်တဲ့တရားတော်ဟုတ်ပါဘူးမိမိတို့လည်းပဋ္ဌာန်းဒေသနာတော်နဲ့ပွားပြီးစားရင်ပို့ပြီးတော့မွန်မြတ်ပါတယ်ပဋ္ဌာန်းဒေသနာတော်ရဲ့မူရင်းအစဟေတုပစ္စယောအာရမဏပစ္စယောဆိုပြီးတော့ဟေတုကိုအကြောင်းခံပြီးတော့ဤတန်းထားဟောပါတယ်ဟေတုဆိုတာအကြောင်းရင်းပါအဲ့ဒီအကြောင်းရင်းဆိုတာကတစ်ခုသောအကြောင်းနှစ်ခုပေါင်းပြီးတော့အကြောင်းသုံးခုပေါင်းပြီးတော့အကြောင်းအဲ့လိုပေါင်းပြီးပါရင်အကျိုးတစ်မျိုးပေါ်လာတယ်အဲ့ဒီရဲ့အကျိုးပေါ်လာတဲ့သဘောကိုဆောင်းတဲ့အကြောင်းကဟေတုလို့ခေါ်ပါတယ်အဲ့ဒီဟေတုဆိုတာဟိတ်ကိုခေါ်တာဟိတ်ဆိုတာလောဘဒေါသမောဟအဲ့ဒီဟိတ်သုံးမျိုးဟာအကြောင်းသုံးမျိုးပါပဲဘာဖြစ်စေတဲ့အကြောင်းလဲအခုလိုစားရမယ့်ခန္ဓာကြီးယူရမယ့်ခန္ဓာကြီးနားရမယ့်ခန္ဓာကြီးအိုရမယ့်ခန္ဓာကြီးသိရမယ့်ခန္ဓာကြီးအဲ့ဒီခန္ဓာကြီးဖြစ်စေတဲ့အကြောင်းပါအဲ့ဒီအကြောင်းရင်းကလောဘဒေါသမောဟပါအဲ့ဒီလောဘဒေါသမောဟကိုဆက်လက်ပြီးတော့လောဘကိုလောဘနဲ့ဒေါသကိုဒေါသနဲ့မောဟကိုမောဟနဲ့အားပေးနေမယ်ဆိုရင်အကြောင်းတွေကောင်းနေရင်အကျိုးတရားတွေခန္ဓာတွေစက္ခရအောင်မှာပါလို့မြတ်စွာဘုရားဏိဒံထားဟောထားပါတယ်အကြောင်းသားမှအကျိုးရမယ်အကျိုးရမှချုပ်ငြိမ်းတဲ့ဆင်းရဲမှုရရင်မြဲတဲ့တန်တိဒုက္ခရမှာပါအဲဒါကြောင့်မလို့နိဗ္ဗာန်လိုချင်လို့ရိပ်သာလာရင်နိဗ္ဗာန်ဆိုတာခန္ဓာချုပ်ရာကိုခေါ်တဲ့အတွက်ကြောင့်အကျိုးတရားခန္ဓာကြီးဖြစ်ဖြစ်ဆုံးရာကိုဆိုလိုတာအဲဒီခန္ဓာကြီးဖြစ်ဖြစ်ဆုံးရင်ခန္ဓာမရခြင်းအကြောင်းသားပါလိမ့်မယ်အဲဒီအကြောင်းကတော့လောဘတဲ့ဒေါသမောဟဆိုတာအကြောင်းဖြစ်နေတော့စားတော့လဲလောဘပိုင်ရင်ဘဝတည်ရဖို့အတွက်အကြောင်းပြုနေတာပဲစားတော့လဲမနစ်သက်တာနဲ့စားမိတယ်မကြိုက်တာနဲ့တွေးမိရင်ဒေါသထွက်လာလိမ့်မယ်အဲဒီဒေါသကလည်းဘဝတည်ရဖို့အတွက်အကြောင်းပါပဲမောဟသစ္စာလေးပါးတရားကိုမသိယုံနာဓမ္မသင်္ခါရတရားတွေကိုမသိအဲ့လိုမသိဘဲနဲ့တွေးဝေပြီးစားရင်မောဟအဲ့ဒါလေတဲ့ဘဝတည်ရတဲ့အကြောင်းရင်းပါပဲအဲ့တော့တရားရှာတာခန္ဓာချုပ်ခြင်းလို့ဘဝချုပ်ခြင်းလို့ချမ်းသာခြင်းလို့ရှာတယ်ဆိုရင်ဓမ္မယုံထဲမှာတရားမဟုတ်ပါဘူးစားတဲ့အခါလဲတရားနဲ့စားရပါလိမ့်မယ်အဲ့တော့စားတဲ့အခါမှာစိတ်ကလေးကိုကြည့်လိုက်တယ်မျက်စိနဲ့အစင်းနဲ့တိုက်လိုက်တာရှာနဲ့အရသာနဲ့တိုက်တော့မယ်နှာခေါင်းနဲ့အနံ့နဲ့တိုက်တော့မယ်ဟင်းဆိုတာအာယုံမှာအဲ့ဒီအာရမဏပစ္စည်းလို့ခေါ်ပါတယ်လောဘဆိုတာအဲ့ဒီအာယုံကိုမှီပြီးတော့ပေါ်လာတာမကျေနပ်တဲ့ဆန့်ကျင်ဘက်အောင်နဲ့တွေးထိမယ်ဆိုရင်ဒေါသတရားဖြစ်လာတာတွေးဝေနေတာကတော့မောဟပါပဲအဲ့တော့လောဘဒေါသဖြစ်စေတာကတော့အာယုံနဲ့စိတ်နဲ့ဆက်ဆံမိတဲ့အခါမှာနှစ်သက်ရင်လောဘမနှစ်သက်ရင်ဒေါသတွေးဝေရင်မောဟအဲ့လိုဖြစ်လာတယ်အဲ့တော့အာယုံနဲ့ကင်းပြီးတော့ဘဝဖြစ်လို့မရပါဘူးအဲ့ဒါကြောင့်အာယုံကိုကြည့်ပြီးတော့အနံ့လေးရသားရရင်တဏှာလောဘဘဝရမယ်အကြောင်းပေါ်လာပြီဆိုတော့ဘဝတည်းမရခြင်းတဏှာလောဘကိုပယ်သလိမ့်မယ်ဆန်းကျင်ဘက်အောင်နဲ့တွေ့လာလို့ရှိရင်ဒေါသထွက်လာလိမ့်မယ်ဒေါသကလည်းမကောင်းတဲ့ဘဝတွေကိုဖန်တီးမှာပါတွေ့ဝေနေရင်လည်းမောဟရမယ်ဆိုတော့တတိနဲ့ထားပြီးဉာဏ်နဲ့ဆင်ញင်မောဟကိုပယ်ပါလိမ့်မယ်အဲ့တော့လောဘဘယ်လိုပယ်မလဲဒေါသဘယ်လိုပယ်မလဲအဲ့လိုဉာဏ်နဲ့သုံးသပ်ပြီးတော့ဆင်ញင်မောဟလည်းပယ်ပြီးသားဖြစ်သွားလိမ့်မယ်အဲ့တော့ဟေတုပစ္စယောဆိုတဲ့အကြောင်းဘဝတည်ရတဲ့အကြောင်းကိုသတ်ကြစို့ဘဝတည်ရတယ်ခုနစားခြင်းနဲ့ဆိုတဲ့စိတ်တဏှာလောဘကိုင်းခြင်းနဲ့ဆိုတဲ့စိတ်တဏှာလောဘဝါခြင်းနဲ့ဆိုတဲ့စိတ်တဏှာလောဘဆန်းခြင်းမဲ့တွေ့ရင်ဒေါသဘဝရတဲ့အကြောင်းပစ္စည်းတွေမှာအာယုံအာရမဏပစ္စည်းရေဟေတုလောဘဒေါသမောဟရေဖះဟောတာတတ်တတ်ကြီးမဟုတ်ပါလားဒုက္ခနာမှာရှိနေတဲ့သဘောပါလားလို့သိရအဲ့တော့လောဘကိုဘယ်လိုပယ်မလဲရှာနဲ့အရသာနဲ့တွေ့လာတဲ့အခါမှာ
ဒီရှာငါလှုပ်ထားတာမဟုတ်ရှာအကြည့်သည်အရသာအောင်နဲ့တွေ့ကြည့်တဲ့အခါမှာအရသာအာယုရဲ့သဘောကိုဖော်ပြတာရှာအကြည့်ကဖော်ပြတာရသာရဲ့အာယုကိုပေါ်လာဖို့ရှာအကြည့်ကိုငါလှုပ်ထားတာမဟုတ်ဘူးငါတိဆောက်ထားတာမဟုတ်ဘူးသူ့ရဲ့သဘာဝကိုကအရသာအောင်နဲ့တိုက်ဆိုင်လာရင်ရသာအာယုကိုအလိုလိုဖော်ပြတာသူ့သဘောပါလားချိုရုပ်ပေါ်ရင်ရှာမှာချိုရုပ်လေးပေါ်တယ်ရှင်တဲ့အရသာနဲ့တိုက်ဆိုင်ရင်ရှာမှာရှင်တဲ့အရသာပေါ်တယ်ငန်းတဲ့အရသာအာယုနဲ့တိုက်ဆိုင်ရင်ရှာမှာငန်းတဲ့အရသာပေါ်တယ်ချိုတဲ့အရသာပေါ်လာတာကိုသွားပြီးတော့ဝမ်းသာလိုက်တာကောင်းလိုက်တာဆိုရင်ဟေတုပစ္စောယလောဘကတ်သွားပြီအဲ့ဒါဆိုရင်အဲ့ဒီသွားပြီးတော့တတ်တဲ့စိတ်ကလေးကိုနောက်စိတ်နဲ့ပြန်ရှုပြီးတော့ဉာဏ်ကရှာကဖော်ပြတာငါဖော်ပြတာမဟုတ်ရှာကငါလှုပ်ထားတာမဟုတ်ဘူးအမေဘေးတိဆောက်ထားတာလည်းမဟုတ်ဘူးငါမဆောက်ထားတဲ့ရှာကဖော်ပြတဲ့သဘောတည်ငါမပိုင်ပါလားငါသဘောမဟုတ်ပါလားသူ့သဘောကသူ့ဆောင်နေပါလားသူ့သဘောကရှာအကြည့်ပေါ်မှာရတာရောပေါ်လာရင်သူ့ဘာသူကိုအလုံးလုံးတတ်တယ်လို့ဆောင်တတ်တယ်လို့သူ့သဘောသူဆောင်သွားပါလားตายရတယ်ဆိုတာကမိမိကတတ်နေတတ်တာပါသူ့သဘောလေးတတ်တဲ့ချိုသဘောလေးကြည့်လိုက်ငန်းသဘောငန်းနဲ့ဆိုတာပြညာသဘောလေးပေါ်လာလိမ့်သူသဘောလေးပေါ်လာတာလေးကြည့်လိုက်သဘောကိုဉာဏ်နဲ့စောင့်ကြည့်လို့ရှိရင်လောဘဒေါသမောဟချုပ်ပါတယ်မောဟလည်းချုပ်သွားလိမ့်မယ်အဲဒါကြောင့်မလို့ရှင်ရုပ်ပေါ်တော့လဲရှင်သဘောလေးပေါ်လာလိုက်အဲရှင်ရုပ်ကသည်ရှာကပေါ်တာငါပေါ်တာမဟုတ်တဲ့သဘောရှာမရှိရင်လက်ဘောကိုတင်ကြည့်ပါလားချိုးတဲ့ခြင်းနဲ့မရှိဘူးလက်ဝါးလည်းအသားပဲရှာလည်းအသားပဲဒါပဲနဲ့အကြည်ရုပ်ချင်းမတူဘူးတဲ့ကိုအကြည်ဟာဖုဒ္ဓဘာယုံအတွေ့အထိပဲသူလက်ခံဖော်ပြပြီးတော့ရှာကြည်ဟာအရသာအာယုံဖော်ပြတာအဲ့တော့ကိုကြည်ကဖုဒ္ဓဘာအာယုံအတိုက်တက်ကိုလက်ခံဖို့ငါလှုပ်ထားတာမဟုတ်ရှာကြည်ဟာရသာရုပ်ကိုတိုက်ဆိုင်တဲ့အခါမှာရသာဤသဘောဖော်ပြဖို့ငါတပင်ကဖန်တီးတာမဟုတ်အနတ္တလက္ခဏာသူ့လို့သူလုံးနေပါလားလို့အဲ့ဒီလိုဉာဏ်နဲ့ပိုင်းခြားပြီးတော့ရှုလိုက်လို့ရှိရင်လောဘကတ်သွားတယ်စัญญပဲအာယုံပေါ်လာလဲသူသဘောလေးပဲပေါ်လာရင်ဒေါသချုပ်သွားတယ်အဲ့ဒါဟေတုဆိုတဲ့အကြောင်းချုပ်တယ်အဲ့ဒီအကြောင်းချုပ်မှအကျိုးချုပ်မှမလို့အကျိုးကိုလိုက်တတ်ဖို့မလိုပါဘူးတဲ့အကြောင်းကိုသတ်အကြောင်းတတ်တော့လေအကြောင်းကတတ်လို့မရဘူးတဲ့အကျိုးသဘောကိုလက်ရှိရပြီးသားခန္ဓာရဲ့ခန္ဓာအိမ်ရဲ့သဘာဝလက္ခဏာကိုစောင့်ရှိတော့အတ္တသဘောမဟုတ်အနတ္တသဘောသူ့သဘောသူဆောင်နေပါလားငါဖန်တီးတတ်တာမဟုတ်ပါလားငါမပိုင်ပါလားဒီရတာယုတ်ဖော်ပြတဲ့ရှားကြီးဟာလူမျိုးဘာသာမရှိပါလားယောက်ျားမိန်းမမရှိပါလားတိရစ္ဆာန်ဆိုတာမရှိပါလားရှားအကြီးရဲ့သဘောကံဆောက်ထားတဲ့ကံအင်းရဲ့တတ္တိသဘောဆောင်နေပါလားအဲ့လိုဆောင်နေတဲ့အတိုင်းလေးကိုဉာဏ်နဲ့ကြည့်သွားရင်တဏှာရသွားတယ်ပရိစ္ဆသုံးဝရသွားအဲ့လိုမှဘုံနဲ့မောဟနဲ့စားရင်ကောက်လိုက်တာဝမ်းမြောက်ရင်တတ်နေတဲ့ရင်လောဘကတ်တယ်အပိစ္ဆာစัญญပဲအောင်နေအောင်ဒီအာယုံမကောင်းဘူးဒီလိုစားတာမကောင်းဘူးအဲ့လိုဆိုရင်တနှုံဆင်းရဲတဲ့ဒေါမနတဖြစ်လိမ့်မယ်စားရင်နဲ့အာဟုသို့တက်သွားလိမ့်မယ်အဲ့ဒါကြောင့်မလို့စားရင်နဲ့ပဋ္ဌာန်းစင်ရင်တော့ဟေတုပစ္စယောအာရမဏပစ္စယောအဓိပတိပစ္စယောတဲ့ဘယ်ရတာကိုပို့ပြီးတော့နာငါပို့ညွတ်မလဲချင်းရင်ကိုနှစ်သက်သလားချက်သားဝက်သားကိုနှစ်သက်သလားငါးကိုနှစ်သက်သလားဘယ်ရတာလေးကိုဖြင့်ဘယ်အာယုံကိုကောင်းမလဲလို့ရှာတာအဲ့ဒါကအဓိပတိရရှိတဲ့ရတာယုံနေအမျိုးမျိုးမှာသူကပို့ပြီးနှစ်သက်တဲ့အာယုံကိုနှစ်သက်တာအဲ့ဒါအဓိပတိပစ္စယောအဓိပတိတတ်မှနာငါညှွတ်လို့ကောင်းတယ်အခါစားခြင်းတဲ့ပုဂ္ဂိုလ်အချင်းသွားကြွေးလို့ရှိရင်မကြိုက်ဘူးမကြိုက်တာငါမကြိုက်တာမဟုတ်သူနဲ့ဆန့်ကျင်ပဲဖြစ်နေတဲ့တတ်သူအခါကြိုက်တာလေးများခြားကြည့်လို့ရှိရင်အဲ့ဒါကိုတတ်နေတတ်တာရတာယုံရင်တူပေနဲ့အဓိပတိပစ္စည်းကြောင့်ဒီအဓိပတိပစ္စည်းပေါ်မှာလောဘပိုကတ်လို့အဲ့တော့ဘဝတွေရပါလားဘဝရတယ်ဆိုတာဒီအကြောင်းပဲလို့အဲ့လိုညံတဲ့သုံးသပ်အဲ့ဒါကိုသိကြစဉ်းရင်သုံးသပ်ပါအနံ့ပေါ်မှာလည်းဒီလိုပါပဲနှာခေါင်းကြီးနဲ့အနံ့နဲ့တိုက်ဆိုင်တဲ့အခါမှာအရသာအာယုံဟာမိမိဓာတ်နဲ့တွေ့ထိလို့ရှိရင်သဘောတူလို့ရှိရင်ကြည်ပြူတဲ့သဘောလေးဆောင်ရင်ဒုက္ခဝေဒနာခံစားပါတယ်ဒုက္ခယတ္တပေါ်တယ်အဲ့ဒါကလည်းပူဖန်နေတာမဟုတ်ဘူးတဲ့ကံဆောက်ထားတဲ့အင်ကြီးရဲ့သဘောလက္ခဏာဆောင်းနေတာပဲအဲ့ဒီပေါ်မှာဒုက္ခယတ္တလို့အနံ့ကြိုက်ရင်ကြိုက်တဲ့အနံ့ထ
ထိုအနံ့ကိုမကြိုက်ရင်ဆန့်ကျင်ဘက်အနံ့လို့ပဲရှိတယ်အနံ့ကတော့ကောင်းတယ်ဆိုရင်မရှိပါဘူးတဲ့အနံ့ကိုခံယူတဲ့ပုံမှာမူတည်ပြီးတော့ဓာတ်မတက်ရင်ဆန့်ကျင်ဘက်ဖြစ်တယ်ဓာတ်တက်ရင်သာရတဲ့သဘောတူတာလည်းဖြစ်တယ်သဘောတူရင်ကြည်ပြူတဲ့အတွက်ကြောင့်လိုချင်တယ်လိုချင်ရင်တက်နေတဲ့တဏှာပေါက်ဖွားတတ်တယ်အရာတိဘဝတိဖြစ်စီတဲ့အကြောင်းရင်းပဲဟေတုပဲအဲလိုညာနဲ့သုံးသပ်ပြီးတော့အနံ့ကလည်းရုပ်တရားနာအကြီးကလည်းရုပ်တရားအနံ့ကိုလက်ခံဖို့ဖော်ပြဖို့တဲ့ငါလုံထားတာမဟုတ်နာအကြီးဟာပုဂ္ဂိုလ်တ attva မရှိမြည်သည့်လူမျိုးမဆိုဒီလိုပဲအနံ့ကိုဖော်ပြတတ်တဲ့အကြီးတတ်ပဲရှိပါလားအဲလိုညာနဲ့သုံးသပ်လိုက်လို့ရှိရင်ဟေတုအကြောင်းချုပ်ပါတယ်လောဘလည်းချုပ်ဒေါသလည်းချုပ်တယ်အဲဒါကြောင့်မလို့ဟေတုပစ္စယောအာရမဏပစ္စယောအဓိပတိပစ္စယောအနန္တရပစ္စယောသမဏန္တရပစ္စယောရှိကအရာသာလေးအနန္တိအဲ့မှာဖြစ်တဲ့စိတ်ချုပ်သွားလိုက်နောက်တစ်အရာသာအနန္တိပေါ်လာလိုက်နောက်အနန္နဲ့နောက်အရာသာကိုဆက်လက်ပြီးတော့နာယုတ်ဆက်ဖြစ်လိုက်တဲ့ပေါ်မှာဖြစ်တဲ့ယုံနာအစဉ်ပေါ်မှာတဏှာကဝါရင်ကာမဝိပါကဝေါဆိုတဲ့ကံစေတနာပါဝါတဲ့ကြောင့်အဲ့စေတနာကြောင့်ဆောက်ရမယ့်ဝိဘတ်တွေဟာစိတ်အစဉ်မှာကူးသွားတယ်ကိုရတာရှိကအနံ့ခံလို့ကောင်းလိုက်တာစားလို့ကောင်းလိုက်တာလို့နှလုံးသွင်းတဲ့စေတနာပါတိုင်းထိုကံနဲ့တူတဲ့ဝိဘတ်ဆိုတာရနိုင်မယ်အဲ့ဒါကြောင့်မလို့ကံပြတ်သွားအောင်ဉာဏ်နဲ့ဖြတ်ရတော့ရုပ်ကလည်းသဘောဖော်ပြတာနှာခေါင်းကြီးကလည်းသဘောဖော်ပြတာရှားကြီးကလည်းသဘောဖော်ပြတာလာတိုက်ဆိုင်တဲ့အရာသာလည်းသဘောဖော်ပြတာဖော်ပြပြီးပျောက်သွားပါလားအဲ့ဒါဆိုလို့ရှိရင်အဓိပတိအာယုံမှာတဏှာမကတ်တော့ဘူးအာရမဏပစ္စည်းဆိုတဲ့ဟင်းနေဆိုတာမျက်စိနဲ့လည်းကြည့်လို့ရတယ်အရာသာနဲ့လည်းခံစားလို့ရတာအဲ့ဒါစိတ်ရမိအာယုံကိုအာရမဏပစ္စည်းခေါ်တယ်ပိုပြီးနေတဲ့တာကအဓိပတိပစ္စည်းခေါ်တယ်တအောင်နဲ့တအောင်ကိုယ်တိုင်တဏှာကပ်ပါသွားမယ်ဆိုရင်ကာမဝိပါကောက်တွေစိတ်အစဉ်မှာအုတ်ခဲတဲ့တယ်လို့လက်စက်ကန်းတဲ့တယ်လို့ပါသွားမယ်အဲ့ဒါအနန္တသမဏရမချဘူးတဲ့အဲ့ဒါကြောင့်မလို့ပဋ္ဌာန်းဆင်ခြင်ပြီးတော့အကြောင်းတည်းသောလောဘဒေါသမောဟကိုဉာဏ်နဲ့တတ်မှရင်ပြတ်တော့မယ်ဘဝတွေရခဲ့တာသာသနာနဲ့မကြုံတော့မောဟကြီးလုံးဖုံးပြီးတော့တဏှာနဲ့ငါနဲ့ပေါင်းလိုက်ဒေါသနဲ့ငါနဲ့ပေါင်းပြီးတော့သန္တရာခီးချမ်းရှောက်ခဲ့တာကြာလာပါဘောလားအခုတော့အရတော်လေသွားရတဲ့ဘဝအဖြစ်သာသနာနဲ့ကြုံပြီးတော့ဝိမု ക്തി ယုဂခေကြီးပွင့်ထုံးနေကြတို့ဆရာကလည်းအာမခံရဲနဲ့လက်တွေ့ကဲတင်နေပြီငါတို့အကဲတင်ခံရပြီကဲတင်တဲ့တစ်ခါမှာမိမိကကဲတင်တဲ့လက်ကိုမပုတ်ချမိအောင်စားတော့လေတရားပေးနေပါတယ်ထိုင်တော့လေတရားပေးနေတယ်အဲ့တော့ဒီလိုပဲဉာဏ်နဲ့သုံးသပ်ပြီးတော့သွားတော့လဲသုံးသပ်မယ်ရေချိုးလို့လဲသုံးသပ်မယ်ဆိုရင်တော့အဲ့ဒါရိတ်တာထဲမှာတရားတွေကြီးပဲစားတော့လဲတရားသွားတော့လဲတရားရေချိုးလဲတရားယူတော့လဲတရားထိုင်တော့လဲတရားတွေဖြစ်သွားမှာပါအဲ့လိုဆိုရင်ရိတ်တာနဲ့တူတဲ့ရိတ်တာဝင်တဲ့ယောဂီဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ယောဂီပေါင်းတို့ဟေတုဆိုတဲ့အကြောင်းမကောင်းမှုကိုဖြတ်ပြီးတော့သဘောဆောင်တဲ့ယုံနာမတစ်ပါးအခြားမရှိပါကြောင်းထိုယုတ်ဒုံတန်တို့သည်လည်းငါဆောက်ထားတာမဟုတ်ကြောင်းငါကိုမဟုတ်ငါပိုင်မဟုတ်ตายစရာမဟုတ်တွေ့တာစရာမဟုတ်ဖြစ်ပြီးပြက်ပြီးတော့ချုပ်တတ်တဲ့သဘောနာနဲ့ယုတ်တွေအလုပ်ပါလားလို့အဲလိုညာနဲ့ဆင်ញင်လောဘပယ်လိုက်ညာနဲ့စောက်ရှုလိုက်ယုံနာတွေသဘောစောက်ရှုလိုက်လောဘချုပ်သွားလိုက်နောက်တော့ကတိုက်ဆိုင်လို့ရှိရင်ဆန့်ကျင်ဘက်ဖြစ်လာပြီးမြဲစိတ်ကလေးကဒေါသမပါအောင်ပေါ်လာတဲ့ယုတ်တရားဖြစ်ပြတဲ့သဘောပြတ်သွားတဲ့သဘောလေးစောင့်ရှုလိုက်ဒေါသကအညွတ်မတက်ဘဲနဲ့သိသွားလိုက်အဲ့ဒါဟေတုကိုအကြောင်းကိုဖြတ်ရင်းနဲ့စားရင်းနဲ့တရားရှာစားရင်းနဲ့နိဗ္ဗာန်သွားစားရင်းနဲ့တဏှာမယုံထွက်နေပါတယ်အဲ့ဒါကြောင့်မလို့ရောက်တဲ့အချိန်ရောက်တဲ့အခိုက်စားတဲ့အချိန်စားတဲ့အခိုက်လေးမှာမောဟနဲ့မစားဘဲနဲ့အာမောဟတွေပြီးတော့ပညာနဲ့သုံးသပ်ရင်မိမိကိုမိမိကြီးမြောက်ပါ